โอเคမင်္ဂလာပါဗျကျွန်တော်ခနေ့เนาะဒီထက်ကိုကျွန်တော်တို့တစ်လမှာ20ပေါ့เนาะတစ်လအောင်20ထက်စမှတ်ပြီးတော့UDB နဲ့ချိတ်ဆက်နေပေါ့เนาะအကောက်ချောက်ချိတ်ဆက်တဲ့နေ့လောက်ကျွန်တော်လာပြီးတော့ပြပေးမှာဖြစ်ပါတယ်ဗျအရင်ဆုံးကျွန်တော်တို့လည်းထောင်းစံတိုင်းပဲပေါ့เนาะ browser တွေအရင်သွားမယ်စပ်ပါမှာအခုကျွန်တော်ရိုက်တယ်မျိုးရိုက်ချရပေါ့เนาะစပ်ပါမှာပေါ့เนาะဒီပုံစံပေါ့ကျွန်တော်ရိုက်လိုက်တယ်လို့ပေါ့เนาะဒီပုံစံတွေရိုက်ချလိုက်ပါเนาะပြီးရင်ဒီမှာဒီကောင်းတဲ့ဝင်မှာเนาะပြီးရင်ကျွန်တော်ဒီပေါ်ကမြင်းချောင်း3ချောင်းနှိပ်မယ် SSH server ဆိုတဲ့နေရာကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့က UDP နဲ့သုံးမယ်အတွက် UDP custom ဆိုတဲ့နေရာကိုနှိပ်မယ်အဲ့မှာကျွန်တော်တို့က server လိုက်ရှာမယ်ပေါ့နော်ကျွန်တော်တို့က Singapore server တော့ Singapore server ကိုကျွန်တော်သွားရွေးမယ်အမှဒီမှာ Singapore တွေ့ပြီနော် Singapore တွေ့ရင်ဒီအောက်ကကောင်းလို့နှိပ်မယ်ပြီးရင်ဘောဆော့တဲ့ခဏလေးစောင့်ပေါ့နော်သူโอเคဖိုင်ကတော့အကုန်လုံးကတော့ online ပေါ့နော်အကုန်လုံး online ဖြစ်နေတယ်ကျွန်တော်ဖိုင်အကုန်လုံးသုံးလို့ရတယ်အဲ့ဒါမှကျွန်တော်က server 1နဲ့တွားရှောက်မှာနော်ပြီးရင်ဒီမှာအကောက်ကိုနှိပ်မယ်သူကတော့အလွဲဆုံးပေါ့နော်ကျွန်တော်တို့ free file နဲ့ရှင်းစီရတာမှအလွဲဆုံး APK တဲ့အလွဲဆုံး file တစ်ခုပေါ့ခဏလေးစောင့်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ password တင်မယ်ဒီမှာဒါကတော့ထုံးစံတိုင်းပေါ့နော်ကျွန်တော်လည်းအမြဲတမ်းပြပြတယ်ပေါ့ဒီမှာနာမည်နဲ့စကားဝတ်ထည့်မယ်ပေါ့နော်ကိုကြိုက်တဲ့တရားနာမည်နဲ့စကားဝတ်ထည့်လို့ရတယ်ပြီးရင်ဒီမှာလည်းအမှတ်ရှက်ပေးလိုက်အဲ့ဒါဆိုရင်ဒီမှာကျွန်တော်ဒီမှာကောက်ဆွဲနေရတယ်လိုက်ခဏစောင့်ပေါ့နော်ခဏစောင့်မှာကောက်လို့ရပါတော့ခဏနော်ကျွန်တော်ပြန်ပြီးတော့ချအကောက်မပေးဘူးသူတို့ကြောင့်မပေးတယ်တော့မသိဘူးဒီမှာပြန်ပြီးတော့ကျွန်တော်နာမည်နဲ့စကွက်ထည့်ပြီးတော့ကျွန်တော်ပြန်ရှောက်မှာโอเคပြီးဒီမှာအမှန်ရှစ်မယ်ပြီးရင်ကျွန်တော်ဒီမှာအကောက်ကိုထပ်နှိပ်ကြည့်မယ်နော်အကောက်ကိုထပ်နှိပ်ကြည့်မယ်โอเคဒီလိုအမှတ်ချက်ပေါ်လာရပြီပေါ့နော်ရပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာသူကဖိုင်ကိုကဟိုလိုမျိုးကြီးထည့်နေတရားမလို့ဒီမှာသူ copy လေးပြထားတာဒီကောင်းလေးကိုမှ copy လေးပြထားတာဒီမှာ SR လို့နှိပ်လိုက်ပေါ့ဒီလိုဆိုရင် SR လို့နှိပ်ပြီးတော့ကျွန်တော်တို့သုံးမယ် HTTP custom နဲ့တော့မှာနော်ဒီကောင်းနဲ့တော့မယ်ဒီမှာနှိပ်လိုက်ပါအဲ့မှာကျွန်တော်တို့ကအမှန်ရှစ်ပေးမယ်เนาะဒီမှာဒီကောင်အမှန်ရှစ်ပေးမယ်ပြီးတာနဲ့ကျွန်တော်တို့ခုနကယူလာတဲ့ copy ယူလာတဲ့စာကိုဒီမှာသွားချပေးမယ်တန်းပြီးတော့နှိပ်ပေးလိုက်ဒီလိုဆိုရင်ကျွန်တော်ဖိုင်တိဆောက်လို့ပြီးသွားပြီးတော့ကောင်းပြီးတော့အဲ့ကျွန်တော်ဒီမှာ YouTube ဝင်ပြမယ်เนาะကရှိတ်လာအောင်ကရှိတ်ပြီးတော့ YouTube ဝင်ပြမယ်ကြည့်မရဘူးเนาะအဲ့တော့ကျွန်တော်သွားရှိတ်မယ်ဒီကိုနှိပ်ပါโอเคရှိတ်ပြီး ขับรถมาถึงข้างหน้าก็แบบ ရှိတ်ပြီး
มือนในฝันเลยครับ ချိတ်ပြီးเนาะဒီမှာကြည့်ပေါ့เนาะဒီမှာတော့ပုံလေးရဒီမှာပုံပြန်ပုံစံလေးအဲ့တော့ကျွန်တော်တို့ YouTube ကိုသွားပြီးတော့ခါပြန်ဝင်မယ် YouTube တစ်ခါပြန်ဝင်မယ်เนาะဒီမှာဒါကတော့ကျွန်တော်တို့ဈေးလေးလည်းအနည်းဆုံးနဲ့ကျွန်တော်တို့ line အကောင့်လေးပေါ့เนาะ line လေးကောက်ပါရတူပါဒီလောက်ပါပဲဒါကတော့ကျွန်တော်အဲဒီတစ်လကို20တန်းနဲ့ပေါ့နော်ကျွန်တော်တို့ဒါ UTV နဲ့ရှောက်ပြီးတော့အကောင့်တုံးလို့ရတယ်နေ့လို့ကျွန်တော်လာပြပေးရဖြစ်ပါတယ်ဗျအားလုံးလိုက်ပြီးတော့စမ်းကြည့်ပေါ့နော်အားလုံးဆင်ပြေကြပါစေဗျချစ်သူတင်ပါတယ်